လေးပင်မြန်မာပြည်သူများလုံးပဲမင်္ဂလာပါမြန်မာတို့ရဲ့ပွဲလန်းသဘင်တွေဆိုတာပျော်ရွှင်စရာကောင်းရုံတင်မကပဲရိုးရာယဉ်ကျေးမှုနဲ့တိုင်းသားများစည်းလုံးခြင်းဆိုတဲ့အဓိပ္ပာယ်တွေများစွာပြည့်နှက်နေတဲ့ချစ်စရာကောင်းတဲ့ရိုးရာတစ်လေးပဲဖြစ်ပါတယ်အခုကျွန်တော်တို့ရှေ့မောက်မှာမြင်တွေ့နေရတာကတော့မြန်မာရိုးရာအားစားပွဲတော်တွေထဲမှာစိတ်လှုပ်ရှားစရာအကောင်းဆုံးဇွဲလုံးလားနဲ့ညီညွတ်မှုကိုအစွမ်းကုန်ပြသရမယ်ချောရိုင်တက်ပွဲပဲဖြစ်ပါတယ်မြမရိုးရာအားစားပွဲတော်များတွင်မပါမဖြစ်မြမဆိုင်းဝိုင်းမှလည်းမြန်မြန်ဆိုင်ဆိုင်တီးခတ်ပေးပြီးပြိုင်ပွဲဝင်များကိုပြိုင်ဆိုင်မှုအရှင်မြင့်တင်ပေးခြင်းဟာလည်းပွဲကိုပိုပြီးစိတ်လှုပ်ရှားစေပါတယ်ချောစီတွေနဲ့ပြောင်လက်နေအောင်တုံထားတဲ့မြင်မားလာတဲ့ဂျော်ဒန်ကြီးကိုတက်ဖို့ဆိုတာခွန်အားတစ်ခုတည်းနဲ့မရပါဘူး။ဇွဲရှိရမယ်၊စိတ်ရှိရမယ်ပြီးတော့တက်ညီလက်ညီရှိတဲ့အဖွဲ့အစည်းစိတ်တဲ့တင်းဝက်ရှိမှလားတိုင်ထိပ်မှာရှိတဲ့အလံတိုင်းကိုရယူနိုင်ပြီးဆွေးရရှိမှာပဲဖြစ်ပါတယ်။မှာရှိတဲ့အောက်ခြေသူတွေကခိုင်ခန့်နဲ့ခံတက်ဖြစ်ပေးရတယ်လို့အပေါ်ကိုတက်မဲ့သူတွေကလည်းရှော့ကြမသွားအောင်အချင်းချင်းဖေးမှတွန်းတင်ပေးကြရမှာပဲဖြစ်ပါတယ်တယောက်ပကုံးကိုတယောက်ကနင်းပြီးတယောက်လက်ကိုတယောက်ကဆွဲလို့ရှော့ကျသွားလိုက်ပြန်တက်လာလိုက်နဲ့ကိုကြည့်ရတာအရှုံးမပေးတဲ့မြမဇွဲစိတ်ဓာတ်ကိုမြင်တွေ့နေရတာပဲဖြစ်ပါတယ်လိုမျိုးအာသွန်ခွန်ဆိုင်စူးစမ်းရတဲ့ချောတိုင်းတက်ပွဲကိုကရင်နှစ်တကူပွဲတော်နဲ့လွတ်လပ်ရေးနေ့ပွဲနေများတွေကျင်းပလေးရှိကြပြီးမြန်မာတို့ရဲ့အထိမ်းအမှတ်အားကစားပွဲတော်တွေကမှချောတိုင်းတက်ပွဲကိုလေးပင်မြန်မာပြည်သက်တွေရှုစားနိုင်ရန်ရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ